ကဲကျမရဲ့မပြီးနိုင်မစည်းနိုင်တော့ dress လေးလာပါပြီဒီတစ်ခါတော့အကုန်လုံးပြီးထီတော့ချုပ်ပြီးပြီပေါ့နော်ဒါကတော့အပေါ်ပိုင်းအကုန်ချုပ်ပြီးတော့မိပူလိုက်နေရပါတော့ပြီးတော့ဒါကတော့အုံခွက်တက်နေရပါဒါကတော့အုံခွက်တက်နေရပါအဲ့မှာအုံခွက်တက်ရင်လေတအားပေါ်လို့ပေါ့နော်အဲ့ပထမတက်တဲ့ဟာကပြောင်းပြန်ဖြစ်သွားပါတယ်ပြီးရင်တော့ကျမပြန်ဖြုတ်ရပါတယ်ပြန်ဖြုတ်ပြီးတော့ပြန်တက်လိုက်ရတယ်ပေါ့နော်နှစ်ခါမလိမ္မာနှစ်ခါပင်ပန်းဆိုသလိုအဲ့ဒါကုန်တက်ပြီးတော့ချုပ်เสียရှိရချုပ်ပြီးမိပူတိုက်เสียရှိရတိုက်ပါတယ်ကျမခဏမေးကြပါဘောနော်တင်တန်းမဖွင့်ဘူးလားမဖွင့်ဘူးလားဆိုပြီးတော့လေအစားကတော့ကိုကလည်းပညာမစုံသေးဘူးအရင်လည်းမတော်သေးတဲ့ခါကျတော့ဖွင့်ဖို့စိတ်မကူသေးဘူးပေါ့နော်ဒါပေမဲ့ခဏမေးကြတဲ့ခါကျတော့ကိုတက်တာလေးပေါ့နော်တက်တလောက်လေးအထီကိုဖွင့်မယ်ဆိုတော့စိတ်ကူးထားတာပေါ့နော်စိတ်ဝင်စားတဲ့ဆိုရင် CPO လာမေးလို့ရပါတယ်ဒါကတော့ကုံချုပ်ပြီးပြီပေါ့နော်ရှေ့ရင်နားလေးမှာပေါ့နော်ပလဲစီကွန်းလေးတွေတက်ရအောင်ပါဒါပေမဲ့ဒီညအမိုးချုပ်ပြီးဆိုတော့မနေ့ပြန်မှာပဲပြန်တက်ပြီးတော့ lighting ကောင်းကောင်းလေးနဲ့ပြန်ပြီးတော့ရိုက်ပြီးတော့တင်ပေးပါမယ်ဒီညအတွက်ကတော့ဒီလောက်ပါပဲအားလုံးပဲ bye bye